ဒီနေ့ကတော့ Excel နဲ့ voucher လုပ်တဲ့ဟာလေးပေါ့နော်အဲ့ဒါကို sharing လုပ်ပေးမယ်ပထမဦးဆုံးကတော့ auto ပါတဲ့ template နဲ့ဘယ်လိုလုပ်မလဲဆိုတဲ့ဟာပြပေးမယ်ဒုတိယပိုင်းတွေကတော့ manual လုပ်ပေးမယ်ပေါ့နော် auto ပါတဲ့ template ကိုလိုချင်တယ်ဆိုရင် Excel ရဲ့ file ဆိုတဲ့နေရာကနေ new ကိုသွားပေါ့နော် new ကိုသွားပြီးရင်ကိုလိုချင်တဲ့ online template ကိုရိုက်ရှာလိုက် payment လို့ရိုက်လိုက်မယ်အဲ့ဆိုရင်ဒီမှာ payment voucher တွေအများကြီးရှိရပေါ့နော် style တွေရှိရသူက review preview လည်းကြည့်လို့ရတယ်ကိုရဲ့ဒီလိုမျိုး style လိုချင်လားဘယ်လို style လိုချင်လဲပေါ့လေဆိုရင်ဒီမှာအများသောအားဖြင့်သုံးနေကြတဲ့ဟာလေးပေါ့နော်အဲ့ဒါဆိုရင်ဒီဥစ္စာလေးရွေးလိုက်မယ်နော်လိုချင်တယ်ဆိုရင်ဒီဥစ္စာလေးကိုအသုံးပြုမယ်ဆိုရင် create ကိုနှိပ်ပေါ့ okay ရလာပြီဆိုရင်ဒီနားမှာ state ဒါကကြတော့ company နာမည်ကိုယ့်ရဲ့ company နာမည်ထည့်ပေါ့လေအဲ့လိုပြောင်းလို့ရတယ်ဒီမှာလည်းကိုယ့်ရဲ့လိပ်စာတွေပြောင်းလို့ရတယ်ပြီးရင်ဖုန်းနံပါတ်ဆိုတော့တချို့မလိုတဲ့ဟာတွေဆိုရင်ဖြတ်လိုက်လို့ရတယ်ပေါ့နော်ပြီးရင် email fax တွေပါဆိုမြန်မာမှာတိတ်မသုံးဘူးအဲဆိုရင် fax တွေဖြတ်လိုက်လို့ရတယ်ဆိုရင်ဒီတစ်ကြောင်းလုံးဖြတ်ချင်တဲ့လိုမျိုးဖြတ်လိုက်လို့ရတယ်ပေါ့နော်ပြီးရင်ဒီနားမှာ statement ဆိုတာကတော့invoice ပဲထားပါတော့ invoice လို့ပဲရေးလိုက်မယ်ဒါမြန်မာလူတွေနဲ့ဒါ format ကတော့တခြားနိုင်ငံကလူတွေလည်းသုံးလို့ရတဲ့ format ဆိုတော့ကိုယ်နဲ့နည်းနည်းစိမ့်တဲ့ design ဖြစ်လိမ့်မယ်ပေါ့နော် invoice လို့ပဲပြောင်းလိုက်မယ်ဒီကဟာတွေကလိုအပ်ရင်ထည့်ပေါ့နော် date customer ID ဒါ auto ပါတဲ့ format လေးဒီနေ့ date မှာဒီမှာထည့်မယ်ပေါ့နော် okay ဒီနားမှာ computer ရောင်းရတယ်ဆိုပြီးတော့ဒါပြောင်းကြည့်လိုက်မယ်ကွန်ပျူတာလို့ချိန်လို့ရတယ် invoice နံပါတ်တွေလည်း update လုပ်လို့ရတယ်ဒီမှာ amount ဒီမှာဆိုတော့ formula auto ချိန်ပြီးသားdescription ပြန်ချိန်မယ်ဆိုတော့ဒီမှာ quantity လို့ချိန်လိုက်မယ် quantity အရေအတွက်ပေါ့နော်အရေအတွက်က10ခုဆိုရင် amount ကဒီကပဲဆက်ထားလိုက်မယ် balance ကို formula ကိုပြန်ချိန်ပေးလိုက်မယ်ညီမချင်း quantity အမြောက် amount ဒါဆိုရင် format လေးက auto ရပြီးသားဒီနားမှာကိုယ့်ရဲ့ reminder ပေးမလားဒါဆိုရင်တော့ဒီနားမှာစာသားတွေချင်းလို့ရတယ်ဥမာဝယ်ယူအားပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်လက်ငင်းပေါင်ချဆိုရင်တော့ဝယ်ယူအားပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ပေါ့လို့ပြောင်းလိုက်ဒီလိုကြတော့ဒီအောက်မှာဆက်ထည့်တယ်မလိုတော့ဘူးဆိုရင်ဒီ format voucher ကိုdelete လုပ်လိုက်မယ်နော်ရှင်းသွားအောင်လို့ okay အဲ့လိုမျိုး online ကရှိပြီးသား template တွေကိုဒီတိုင်းပဲဆွဲပြီးသုံးလိုက်လို့ရတယ်အဲ့မှာပုံတွေထည့်မယ်ဆိုရင်ကိုယ့်ရဲ့ဆိုင်ရဲ့ logo လေးထည့်ခြင်းတယ်ဆိုရင် insert picture လေးကနေပြီးတော့ logo လေးထည့်လိုက်မယ်ပေါ့နော်ဥပမာ logo လေးထည့်လိုက်မယ်ဒီ computer ဆိုင်ရဲ့ logo ကဘယ်ပဲဖြစ်ဖြစ်ညာပဲဖြစ်အဲ့လိုထည့်ပါနော်ဒီကလေးဆွဲညှိပြီးတော့ထည့်လို့ရရတာ online က auto ပေးထားတဲ့ format ကိုကလည်းကို format လုပ်ချင်တယ်ဆိုရင်ဒီမှာဆိုရင်တော့ဆိုင်ရဲ့ line လေးနည်းနည်းချဲ့လိုက်မယ်ဆိုရင် okay computer ဆိုင်ဥပမာเนาะဒါ KMD တကယ်ဆိုင်မဟုတ်ဘူးเนาะဥပမာရေးပေးထားတာပါ address ရန်ကုန်ပေါ့ဖုန်းနံပါတ်okay ဖုန်းနံပါတ်ထည့်မယ်ပြီးရင်ဒီဘက်မှာဆိုရင်တော့ကိုယ့်ရဲ့ design တွေ logo ထည့်မယ်ဆိုရင်တော့insert picture တဲ့ကနေပြီးတော့ကိုမှရှိတယ် logo လေးကိုသွားရွေးလိုက်ဒီနားမှာကိုယ့်ရဲ့ logo လေးထည့်လိုက်မယ် okay ဆိုင်ရဲ့ logo လေးပေါ့ page setup ကိုနောက်မှပြပေးမယ်เนาะဒီကဒါပဲအရင်ထည့်လိုက်မယ်ပြီးတဲ့အခါကျရင်ဘာတွေပါမလဲဆိုရင်
okay ဒါစာသားကြီးအပေါ်အောက်မဖြစ်စေတခါတည်းပြန်စေခြင်းဒီနာကဒီ web text ဆိုတဲ့ဟာလေးနှိပ်ပြလိုက်ပါနော်ဟုတ်စေဆိုရင်နံပါတ်ပါမယ်ပြီးရင် items အမျိုးအစားပါနော် item quantity amount quantity amount price ပေါ့နော် price amount အဲ့ဆိုရင်ကိုလိုသလိုနည်းနည်းလေးချက်လိုက်မယ် item ကတော့နည်းနည်းရှည်မှာဖြစ်တဲ့အတွက်ကြောင့် item လေးကနည်းနည်းချက်လိုက်မယ် quantity price လည်းချက်လိုက်မယ်ဒီ amount လေးလည်းချက်လိုက်မယ် okay ဒီပုံလေးကတော့နည်းနည်းဒီပေါင်းလေးထည့်လိုက်မယ်ဆိုရင် number 1 2များတယ်ဆိုတော့9ခုလောက်လုပ်လိုက်ပေါ့ okay အဲ့ဆိုရင်ကိုရဲ့ဟာလေးတွေကိုပေါင်းခတ်ပေးလိုက်မယ် item a quantity ကနဲ့ price က1000ပဲထား format ကတော့ညီမချင်း quantity နဲ့ price နဲ့မျှ okay ဒီမှာဆိုရင်တော့total amount ရှိမယ်total amount ရှိမယ်ဒါလေးကိုကြတော့ auto sum နှိပ်ဆိုတော့နောက်ထပ် item တစ်ခုတိုးလိုက်ရတယ်ပြီး cancel ကို1200ဆိုရင် format ကလေးတွေမိစေခြင်းလို့ဆွဲချထားလိုက် okay ဒါ auto sum auto sum တကယ်လို့ discount တွေပါပေးတတ်တယ်ဆိုရင်ဒီမှာ discount လို့ discount က100ပေးတယ်ဆို100ပေးရပဲထားအဲဆိုရင်ဒီမှာ net total ဆိုရင်များချင်း total amount နဲ့က no discount ပိတ်ဟုတ်ဒါ net total ဒီကတော့ဒါပါပဲပေါ့နော်invoice number တွေပါလောက်တက်တယ်ဆိုတော့ဒီဘက်မှာinvoice number ဆိုပြီးတော့ invoice number ဆိုပြီးတော့တခါတည်းလိုက်ထည့်သွားလို့ရတယ်ပေါ့နော်ဒါဆိုရင်လွယ်ကူပေါ့နော်အောက်မှာတော့ကိုကဆိုင်လိပ်စာလေးပါလေးအောက်ကတချို့ကြတော့ဒီနားလေးမှာမှတ်ချက်လေးရေးတယ်ပေါ့နော်လိုအပ်ရင်တော့မှတ်ချက်ရေးဒါကတော့ invoice လုပ်တဲ့ဟာ color နဲ့လိုချင်တော့ color လေးဖြည့်တာပိုကောင်းတယ်ဆိုရင်ဒီမှာcolor လေးထည့်လိုက်မယ်ဒီဟာလေးလည်း color ထည့်တာပိုကောင်းတယ်ရပြီပေါ့နော်ဒါကတော့ဘောင်ရှာပြုတ်လို့တာတော့လွယ်ပါတယ်ဒီလိုမျိုး format ရိုးရှင်းရှင်းပဲပေါ့ညာထဲမှာတော့စာသားတွေကတော့အဆင်ပြေလို့ထည့်လို့ရတယ်ဒီစာသားတွေကဒီဘက်ညာဘက်ထောက်မှာထည့်ပြီး logo ကဒီဘက်ဖေးမှာပေါ့နော်ပြီးရင်အောက်မှာကိုယ့်ရဲ့ရောင်းတဲ့ပစ္စည်းရဲ့မှတ်ချက်တွေရေးလို့ရမယ် print ထုတ်မယ်ဆိုတော့ A4 format နဲ့ဖြစ်တဲ့အတွက်ကြောင့်ဒီ page လေးအောက်မှာprint area လေးတစ်ချက်ကြည့်လိုက်မယ်နော် set print area A4 တိုက်တယ်နဲ့ okay အဲ့ဆို preview ကြည့်လိုက်မယ် preview ကြည့်လိုက်မယ်ဆိုရင်ခဏလေးနော်ဒီ computer က printer နဲ့ချိတ်မထားတော့ print area ကြည့်လို့မရအောင်တကယ်တမ်း print area ချိတ်ထားတဲ့ printer နဲ့ချိတ်ထားပြီးသားဆိုရင်ဥပမာ control P ပဲနေလိုက်အမှဆိုရင်ကိုယ့်ရဲ့ voucher လေးက format bound ထဲမှာပါရဲ့လားဆိုတဲ့ဟာကိုထင်ကြည့်လို့ရတယ်ဒီမှာ size တွေရွေးလို့ရတယ် E4 size လား E3 size လား legal size လား E2 size လားရွေးပေါ့နော်ဒီလိုမျိုးဆိုကိုက A4 size နဲ့ draw ခဲ့တာဖြစ်တဲ့အတွက်ကြောင့်ဒီလိုပုံစံလေးရမယ်ပေါ့နော်အဲ့မှာချိန်လို့ရတယ်ပြီးရင် voucher တွေကို print ထုတ်လိုက်ရုံပဲနောက်တော့အဖြစ်တော့ sheet number တွေကို voucher number ပေးကြရများရပေါ့နော် company တွေကဟုတ် okay ပါအသုံးဝင်မယ်လို့မျှော်လင့်ပါတယ် thank you ပါ